အချိန်ကောင်းပေးတဲ့ဖျားရှင်နာမတော်ကဘာဆက်စပုံကြည်ပါစေရောက်တိုင်းပေါ်မှာလည်းဖျားရှင်ကောင်းချီးပေးပါစေအာမင်ကျွန်တော်ဒီနေ့မှာဖျားရဲ့နှုတ်ကပတ်တော်အဖြစ်ဒုရကွခွာယူဖို့ရန်ရှမတဲ့အခန်းကြီး6အငယ်20ခွန်အဖြစ်ဒုရကွခွာယူကြပါစို့ရှမတဲ့ခရစ်ဝင်ကျမ်းခန်းကြီး6အငယ်20ခွန်အဘယ်သူဒီစိုးရိမ်ခြင်းအဖြစ်မိမိအတ္တတာကိုတရောင်ခန့်မြတိုးပွားစေနိုင်တည်းအဘယ်သူဒီစိုးရိမ်ခြင်းအဖြစ်မိမိအတ္တတာကိုတရောင်ခန့်မြတိုးပွားစေနိုင်တည်းဖတ်ကြားသွားတဲ့ကျမ်းစာအဖြစ်ကျမ်းနာသူရောက်ချင်းစီတိုင်းပေါ်မှာဖျားကောင်းကြည့်ပေးပါစေအာမင်ဒီနေ့ကျွန်တော်တို့နှုတ်ကပတ်တော်မှာပါတွေ့ရလဲဆိုတော့ဒီရှမတဲ့ခန်းကြီး6အငယ်20ခွန်မှာကျွန်တော်တို့ကိုပါဖော်ပြနေလဲဆိုတော့အဘယ်သူဒီစိုးရိမ်ခြင်းအဖြစ်မိမိအတ္တတာကိုတရောင်ခန့်မြတိုးပွားစေနိုင်တဲ့နည်းဘယ်သူတွေဟာကျွန်တော်တို့စိုးရိမ်ခြင်းအဖြစ်ကျွန်တော်တို့ရဲ့အတ္တကိုတရောင်ခန့်မြရှေ့အောင်တတ်နိုင်သလားဆိုပြီးတော့ကျွန်တော်တို့ကျမ်းစာမှာမိထားတာကိုတွေ့ရပါတယ်ဒီနေ့ကျွန်တော်တို့လူတွေကစိုးရိမ်ခြင်းပူပန်ခြင်းတွေအယံများတယ်ကျွန်တော်တို့ကစိုးရိမ်ခြင်းပူပန်ခြင်းတွေဘယ်လောက်ထိများလဲဆိုရင်မနှက်ဖြန်ဆိုတာကျွန်တော်တို့ရောက်မလားမရောက်ဘူးလားဆိုတာမတိကြဘူးဒါပေမဲ့လူကမနှက်ဖြန်အတွက်ပါကြိုပြီးတော့စိုးရိမ်နေတာကိုကျွန်တော်တို့တွေ့ရတယ်မနှက်ဖြန်ကြရင်တော့ငါအစဉ်ပြေနိုင်မလားမနှက်ဖြန်ကြရင်တော့ငါဒီလိုဖြစ်မလားမတိဘူးဆိုတော့စိုးရိမ်ခြင်းတွေပူပန်ခြင်းတွေနဲ့လူတွေကအသက်ရှင်နေတာကိုဒီနေ့ကျွန်တော်တို့တွေ့ရပါတယ်။ဒါမှမဟုတ်ဒီမှာရှမတဲ့ခန်းကြီး6အငယ်34ကိုကြည့်တဲ့အခါမှာထို့ကြောင့်မနှက်ဖြန်ဖို့မစိုးရိမ်ကြနှင့်နှက်ဖြန်နေ့ဒီမိမိအဖို့စိုးရိမ်လိမ့်မည်တဲ့အခန်းကြီး6အငယ်34မှာပါပြောထားလဲဆိုမနှက်ဖြန်အဖို့မစိုးရိမ်နဲ့နှက်ဖြန်နေ့ဒီမိမိအဖို့စိုးရိမ်လိမ့်မယ်တဲ့ဒီကျွန်တော်တို့ကမနှက်ဖြန်အတွက်တွေးပြီးတော့စိုးရိမ်ကြတယ်ပူပန်ကြတယ်မနှက်ဖြန်ကိုကျွန်တော်တို့ရောက်နေပြီလားဆိုတော့မဟုတ်ဘူးမရောက်ဘူးဒီနေ့မှာပဲရှိသေးတယ်ဒါပေမဲ့မနှက်ဖြန်အတွက်ကြိုပြီးတော့ကျွန်တော်တို့ကစိုးရိမ်ကြတယ်မနှက်ဖြန်ရောက်မလားမသိမရောက်ဘူးလားလည်းမသိမနှက်ဖြန်ဘယ်မှာမှန်းတောင်မသိသေးပဲနဲ့အခုတည်းကကြိုတင်ပြီးတော့စိုးရိမ်နေကြတယ်ဒါကလူတွေရဲ့စိုးရိမ်ခြင်းဖြစ်တယ်ဒါပေမဲ့ဖယားကတော့အဲ့လိုပြောလားဆိုတော့မပြောပါဘူးမနှက်ဖြန်အတွက်မစိုးရိမ်နဲ့လို့ပဲဖယားကပြောတာကိုတွေ့ရတယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူအသက်တာမှာဖယားစကားနဲ့အသက်ရှင်ဖို့ကတိတ်ကိုအရေးကြီးတဲ့အရာဖြစ်တယ်ဖယားရဲ့နှုတ်ကပတ်တော်အတိုင်းအသက်ရှင်ဖို့နာခံဖို့ကတိတ်ကိုအရေးကြီးတာဖြစ်တယ်လူတွေကဖယားရဲ့စကားဖယားရဲ့နှုတ်ကပတ်တော်ထက်လူစကားလူတွေပြောတဲ့စကားတိုင်းသက်ရှင်တာပိုများတယ်ဒီနေ့ခေတ်မှာဆိုကျွန်တော်တို့ကြည့်လိုက်line တွေတုံးချတယ်ကျွန်တော်တို့ YouTube တွေ Facebook တွေအဲ့မှာကျွန်တော်တို့ line တွေပေါ်မှာဆိုရင်ယောဂနဲ့ပတ်သက်တာပဲဖြစ်ဖြစ်တခုခုကျွန်တော်တို့တွေ့ရပြီဆိုလို့ရှိရင်အဲ့လူတွေပြောပြီးဆိုရင်ကျွန်တော်ကယုံပြီးရင်ကျွန်တော်လိုက်လုပ်ကြတယ်နောက်ဆုံးကြတော့ကျွန်တော်တို့ပဲဒုက္ခရောက်တယ်ဒီနေ့အားလုံးကိုတော့ကျွန်တော်ဆိုလိုချင်တာတော့မဟုတ်ဘူးပေါ့နော်အားလုံးကိုတော့ပြောချင်တာတော့မဟုတ်ဘူးတချို့ကိုကျွန်တော်ပြောချင်တာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ဖယားကပြောတဲ့ဖယားရဲ့နှုတ်ကပတ်တော်မှာပြောထားတဲ့အရာကြတော့ကျွန်တော်တို့ကမယုံကြည်နိုင်ဘူးအဲ့ဒီတိုင်းကြတော့ကျွန်တော်တို့ကလိုက်လျှောက်ဖို့ကြတော့ဝန်လေးကြတယ်လိုက်မလျှောက်ချင်ကြဘူးဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာလူတွေပြောတာထက်ဖယားရဲ့ပြောတဲ့အတိုင်းဖယားရဲ့နှုတ်ကပတ်တိုင်းအသက်ရှင်ဖို့ကတိတ်ကိုအရေးကြီးတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဖယားကကျွန်တော်တို့ပြောတယ်ဘသူတွေကစိုးရိမ်ကြဖြစ်မင်းတို့အသက်ကိုတရောင်ရှည်နိုင်မလဲဘသူမှကျွန်တော်တို့စိုးရိမ်နေမနေ့ဖြန်အတွက်စိုးရိမ်တပတ်ခါအတွက်စိုးရိမ်နေဒါပေမဲ့ကျွန်တော်စိုးရိမ်ပြီးဘာတတ်နိုင်လဲဘာမှမတတ်နိုင်ဘူးဘာမှမတတ်နိုင်တဲ့ဘဲနဲ့ဘာကြောင့်ကျွန်တော်တို့ကစိုးရိမ်နေတာလဲဘာမှမတတ်နိုင်တဲ့အရာကိုစိုးရိမ်နေမဲ့အစားမစိုးရိမ်နဲ့လို့ပြောတဲ့ဘုရားရှင်မှာအနှံပြီးတော့ငြိမ်ဝတ်စွာနေဖို့မဟုတ်ဘူးလားဘုရားစကားနားထောင်ပြီးတော့ငြိမ်ဝတ်စွာနဲ့သက်ရှင်ဖို့မဟုတ်ဘူးလားဒီနေ့ကျွန်တော်တို့အတ္တတာထဲမှာဆင်ခြင်ဖို့ကျွန်တော်တို့ကရောက်မလာသေးတဲ့နေ့ရက်တွေအတွက်တောင်မှဘာဖြစ်မလဲဖြစ်မလားမဖြစ်ဘူးလားတောင်မတည်သေးတဲ့နေ့ရက်တွေအတွက်တောင်မှကြိုပြီးတော့စိုးရိမ်နေတတ်ကြတယ်ဒီနေ့ဖခင်ကတော့ပြောတယ်မနှက်ဖြန်အတွက်မစိုးရိမ်နဲ့
မနှက်ဖြန်ကပဲမိမိအဖို့စိုးရိမ်လိမ့်မယ်တဲ့ဒါကြောင့်မလို့ချစ်တော်ညီကိုမောင်တော်အများချစ်တော်ဓမ္မမိတ်ဆွေများကျွန်တော်တို့ရဲ့အသက်တာထဲမှာဖြစ်မလာတဲ့အရာတွေမကြုံတွေ့ရတဲ့အရာတွေအတွက်ကြိုတင်ပြီးတော့စိုးရိမ်ခြင်းတွေရှိနေမဲ့အစားယခုဖြစ်နေတဲ့အနေအထားမှာဖျားစီမှာကျွန်တော်တို့ဘဝကျွန်တော်တို့အတ္တတာကိုစက္ကပ်အနံပြီးတော့ဖျားကမစိုးရိမ်နဲ့ဆိုတဲ့အရာကိုနာခံပြီးတော့စိုးရိမ်ခြင်းပူပန်ခြင်းမရှိဘဲနဲ့ဖျားနဲ့အသက်ရှင်ဖို့ဒီနေ့ဒီနှုတ်ကပတ်တော်ကကျွန်တော်တို့ကိုဖော်ပြနေတာဖြစ်တယ်ဒီနေ့ဒီနှုတ်ကပတ်တော်အဖြစ်ကျွန်တော်ခွန်အားပေးခြင်းတာဖြစ်တယ်ဒီနေ့ဒီနှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့အားလုံးခွန်အားယူကြဖို့ဖြစ်တယ်ဆိုတာကိုဒီနေ့ကျွန်တော်ဝေငှပါတယ်ရောက်ချင်းစီတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေအာမင်